The Fine Product မှန်မှာပါ The Fine Product ဆိုရင်ကျွန်တော်ကချက်ဘူးမှလည်းကျွန်တော် The Fine ဆိုပြီးမှပါမယ်ဒီလိုဘူးမှလည်း The Fine လို့ပါမယ်ဆက်မှလည်း The Fine လို့ပါမယ်နောက်ခုပြီးလို့ရှိရင်ကျွန်တော်ဒီအာမန်ကန်ကတ်လေးလည်း The Fine ကနေပေးနေတာဖြစ်တယ်ဟုတ်ပါနော် app လို့ပါမှလည်းကျွန်တော် The Fine Product ကိုစိတ်ယုံကြည်စိတ်ချတာအားပေးပါတခြားဘူးကွန်ချိန်လာခြင်းအာမန်ကန်ကတ်မပေးခြင်းကျွန်တော်မရှိဘူးအဲကြောင့်မို့ The Fine Product ကိုယုံကြည်ကြည်စိတ်ချဆိုတာအားပေးလို့ရတယ်ဒါပေမဲ့မိတ်ဆွေတွေတခု view site မှာက The Fine ဆိုတဲ့အမှတ်တစိတ်ပါမှာပဲကျွန်တော်တို့ပစ္စည်းအမှန်ကန်ဖြစ်ပါတယ်မဟုတ်ရင်ကျွန်တော်တို့ပစ္စည်းမဟုတ်ပါဘူး file ပါကျွန်တော်တို့ The Fine ကဘာရောင်းပါဆိုရင်ကျွန်တော်portable Wi-Fi Z တွေကိုကျွန်တော်တို့ရောင်းချနေတဲ့ဆိုင်ဖြစ်တယ်ကျွန်တော်တို့ The Fine product ကကျွန်တော်ဘူးပေါ်မှာဆိုရင်ဟုတ်ပါနော်The Fine ဆိုတဲ့အမှတ်တစိတ်ပါတယ်ဒါပြီးရင်ကျွန်တော်တို့ကဆက်မှာလဲကျွန်တော်တို့ရဲ့ The Fine ဆိုတဲ့ဒီအမှတ်တစိတ်လေးပါတယ်ပေါ့နော်ဒီအမှတ်တစိတ်လေးပါတယ်ဒါမှတော့ The Fine စစ်တယ်ဒါပြင်နောက်တစ်ခုဘာပါတယ်လို့ဆိုရင်ကျွန်တော်တို့ကဒီကြောင်းလိုက်တဲ့ကျွန်တော်တို့ The Fine product အတိုင်းကိုအာမန်ကန်ကတ်လေးကျွန်တော်တို့ပေးတယ်ဒီအာမန်ကန်ကတ်ကကျွန်တော်တို့ဘာတွေပါတော့ဆိုရင်ကျွန်တော်အာမန်ကန်6လပါတယ်ပေါ့နော် user home မဟုတ်ရင်ကျွန်တော်6လတွင်ကြတော့site အကြောင်းဖြစ်တာဖြစ်ကျွန်တော်တို့အကုန်လုံးပြင်ဆင်မှုပေးနေတယ်နော်ဘက်ထရီအာမန်ကန်1လပြီးမှ circuit ကို2လဒါပေမဲ့ပုံမှန်တော့ကျွန်တော်တို့ဒီဟိုဖြစ်ရင်တော့6လအကျုံးဝင်တယ်ပေါ့နော်6လပြီးတော့နောက်ပိုင်းမှာဆိုရင်လည်းကျွန်တော်တို့က service ကရှိတယ် The Fine ပစ္စည်းတာတေချာပါစေကျွန်တော်တို့ The Fine ကအာမန်ကန်အနေနဲ့ရော service အနေနဲ့ရောမိတ်ဆွေတို့ဒီကောင်ကြီးမတုံးကျင်တော့ပါဘူးလုံးဝမတုံးကျင်တော့ဘူး model တစ်ချိန်မဲ့ဆိုမှတာကျွန်တော်တို့ကအဆင်ပြေမယ်ဘာလို့ကျွန်တော် service ကောပစ္စည်းအပိုပစ္စည်းတွေကောဟုတ်ပါနော်အာမန်ကန်မှုအပိုင်းတွေကောမိတ်ဆွေတို့ပြက်လို့ရှိရင်တခုပြင်ရအောင်ကျွန်တော်တို့ The Fine ကနေပြီးတော့မှပြက်လိုက်တာနဲ့ပြင်လို့ရအောင်မြန်ဆန်ဆန်ပြင်လို့ရအောင်ကျွန်တော်တို့ဝန်ဆောင်ပေးနေတာဖြစ်တယ်အဲကြောင့်မို့ The Fine product ကိုရုံကြည်ကြည်စိတ်ချဆိုတာအားပေးလို့ရတယ်ဒါပေမဲ့မိတ်ဆွေတွေတခု view site မှာက The Fine ဆိုတဲ့အမှတ်တစိတ်ပါမှာပဲကျွန်တော်တို့ပစ္စည်းအမှန်ကန်ဖြစ်ပါတယ်မဟုတ်ရင်ကျွန်တော်တို့ပစ္စည်းမဟုတ်ပါဘူးဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်ကဒါဆိုရင်အခုနောက်ပိုင်းဝင်တဲ့ကျွန်တော်တိုင်ပါတဲ့ Wi-Fi Z လေးပေါ့နော်ဒီ Wi-Fi Z လေးဆိုရင်ကျွန်တော်တို့ကဟိုဈေးကတော့ကျွန်တော်တို့အရန်ရောင်းရတဲ့ထဲမှာပါတယ်ကျွန်တော်ရောင်းချနေရဆိုရင်လက်လီဈေးကတော့ကျွန်တော်တို့တသိန်း9,000ကျပ်ဖြစ်တယ်ကျွန်တော်ရှိမှလက်လီလက်ကဝယ်လို့ရရှိနိုင်တယ်ဟုတ်ပြီနော်ဒါကတော့ကျွန်တော်တို့တိုင်ပါတဲ့ဆက်လေးပေါ့နော်ဒီတိုင်ပါတဲ့ဆက်လေးမှာလည်းကျွန်တော်တို့ The Fine ဆိုပြီးတော့မှ product လေးရေးထိုးထားတယ်ဟုတ်ပြီနော်ဒါပေမဲ့ဒီကောင်မှာကျွန်တော်တို့ကဘာထူးခြားသွားတော့ဆိုရင်ကျွန်တော်တို့ကဒီအနောက်မှာကျွန်တော်ကဒီ parking ဖွင့်လိုက်တာနဲ့ဟုတ်နော် The Fine ကနေစီဆက်ဖွင့်ပိတ်ဆိုတဲ့ကျွန်တော်စတစ်ကာလေးပြန်ကတ်ထားပေးတယ်ပေါ့နော်ဒီပစ္စည်းမှဒီလိုတွေပါမှတာတင်ကျွန်တော်တို့ရဲ့ The Fine ပစ္စည်းအမှန်ကန်ဖြစ်တယ်ဒါပေမဲ့မိတ်ဆွေတို့တောက်ဝယ်တဲ့ဆိုင်မှာကျွန်တော်တို့အာမန်ကန်ကတ်မရဘူးဆိုရင်ဝယ်ဆိုင်ကိုကျွန်တော်ပြောလို့ရတယ်ကျွန်တော်လက်လီလက်ကားရောင်းချနေတာဖြစ်တယ်ကျွန်တော်လက်ကားကိုကျွန်တော်ရောင်းချလိုက်တဲ့ကျွန်တော်ဆိုင်နေအကုန်လုံးလည်းကျွန်တော်ဒီလိုအာမန်ကန်ကတ်လေးပေးလိုက်တယ်မိတ်ဆွေတို့တရွက်ရမယ်ဆိုင်ကိုတရွက်ပေးထားမယ်ဒီတရွက်ကကျွန်တော်ရှိပြန်လာဖြစ်ပြီးမှဒီတရွက်ကတော့ကျွန်တော်မိတ်ဆွေတို့ရှိမှကြံခဲ့မှာဖြစ်တယ်မိတ်ဆွေတို့ဒီဆက်လေးနဲ့တခုဖြစ်တဲ့ဆိုရင်ဆိုင်ကိုပို့ပြီးမှကျွန်တော်ရှိတဆင့်ပြန်ပြင်ခိုင်းလို့ရသလိုကျွန်တော်ရှိဓာတ်ရိုက်ပို့ပြီးမှလည်းပြင်လို့ရပါတယ်ဆိုတဲ့အကြောင်းကျွန်တော်ဒီကောင်ပါခြင်းနဲ့အဓိကပြောချင်တာကကျွန်တော်တို့ကဒီ The Fine set တွေအကုန်လုံးကကျွန်တော်တို့ကဟိုအာမန်ကန်ပေးထားတယ်မိတ်ဆွေတို့ရုံးကြီးစိတ်ချလက်ချဆိုတာအားပေးလို့ရပါတယ်ဆိုတဲ့အကြောင်းဒီကောင်ပါခြင်းနဲ့တကယ်လို့ကျွန်တော်ရှိမှလာဝယ်ခြင်းနဲ့ဆိုရင်ကျွန်တော်ဆိုင်ကတူရမိုဘိုင်း55လန်110 e နဲ့137ကျမှတည်ရှိတယ်လက်လီလက်ကားဝယ်ယူအားပေးလို့ရတယ်ဟုတ်ပါတော့လက်လီဘဲဖြစ်ဖြစ်လက်ကားဖြစ်ဝယ်အားပေးလို့ရတယ်ပေါ့နော်လက်လီဆိုရင်ကျွန်တော်တို့က55လန်တူရမိုဘိုင်းဝယ်ရရှိနိုင်လို့လက်ကားဆိုရင်ကျွန်တော်တို့ကဖုန်းနဲ့ဆက်ပြီးတော့မှလက်ကားဝယ်ခြင်းနဲ့ဆိုရင်လည်းကျွန်တော်ရှင်းဆက်လို့ရတယ်ဒီယခုဗီဒီယိုမှာကျွန်တော်လက်လီလက်ကားပေးလက်လီလက်ကားဆက်လို့ရမယ်ဖုန်းနံပါတ်တွေကျွန်တော်လင်းချပေးရမှာဖြစ်တယ်ဟုတ်ပါနော်အဲကြောင့်မိတ်ဆွေတို့အနေနဲ့ The Fine product ကိုယုံကြည်အားပေးပါဆိုတဲ့အကြောင်းဒီနေ့ကနေကျွန်တော်တင်ကောင်းပါခြင်းနဲ့ကျေးဇူးအများကြီးတင်ပါတယ် The Fine ပါ